2026 ခုနှစ်ကမ္ဘာစီးပွားရေးသမိုင်းစာမျက်နှာမှာတခါမှမရှိသေးဘူးတဲ့မှတ်တိုင်အသစ်တစ်ခုစိုက်ထုတ်နိုင်ခဲ့ပါပြီ။ အမေရိကန်ဒေါ်လာ1 ထရီလီယံဒါဟာဒေါ်လာဘီလီယံ1000ဖြစ်ပြီးတော့တာမန်နိုင်ငံအတော်များများရဲ့တစ်နှစ်စာ GDP ထက်တောင်များပြားတဲ့ပမာဏပါ။ဒီငွေကြေးအင်မာယာကြီးရဲ့ထိပ်ဆုံးမှာရပ်တည်နေသူကတော့အသက်55နှစ်အရွယ် Elon Musk ဖြစ်ပါတယ်။လူအများစုကသူ့ကိုလျှက်စစ်ကားတွေကြောင့်ဒါမှမဟုတ်အာကာသဒုံးပျံတွေကြောင့်ချမ်းသာလာရလို့ထင်ကြပါတယ်။ဒါပေမဲ့ဒါဟာအမှန်တရားရဲ့တစ်စိတ်တစ်ပိုင်းပဲရှိပါသေးတယ်။ Elon Musk ဟာဒီနေရာကိုရောက်ဖို့ဘလို့အခက်အခဲတွေကိုဖျက်ချော်ခဲ့ရတယ်လဲဆိုတော့လူတွေမသိကြပါဘူး။သူပါဝင်ခဲ့တဲ့လုပ်ငန်းတိုင်းမှာကိုယ်တိုင်တည်ထောင်တဲ့ကုမ္ပဏီကနေမောင်းထုတ်ခံရတာစက်ရုံကျမ်းမြေပေါ်မှာလာနေချီအိတ်ဆက်ရတာဒုံးပျံတွေစက်တိုက်ပေါက်ကွဲပြီးဒေဝါလီခံရကန်ဒီအခြေအနေတွေကနေအသက်ရှင်ကျန်ရစ်ခဲ့တဲ့ Survivor တယောက်ဖြစ်ပါတယ်။ဒီနေ့မှာတော့ Elon Musk ရဲ့ဘဝဇာတ်ကြောင်းသူပါလုပ်ငန်းတွေနဲ့ချမ်းသာလာတယ်လေအထူးသဖြင့်ကဘာကြီးကိုတိတ်တိစိတ်ထိန်းချုပ်လိုက်တဲ့သူ့ရဲ့ကြီးမားတဲ့ခြေလမ်းတွေအကြောင်းကိုအသေးစိတ်အချက်အလက်တွေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါ။ရွှေလန်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Elon Musk လို့ပြောလိုက်တာနဲ့ကမ္ဘာအချမ်းသာဆုံးထရီလီယံနာတယောက်ရဲ့အောင်မြင်မှုတွေဤပညာအင်ပါယာကြီးတွေကိုပဲကြည့်လို့မရပါဘူး။သူ့ရဲ့ပြတ်သားရက်ဆက်တဲ့ဆုံးဖြတ်ချက်တွေအရှုံးမပေးတတ်တဲ့စိတ်ဓာတ်တွေဒီလိုအလေးချင်းတွေကဘယ်ကနေမြေပြားခံလာတယ်လဲဆိုတာကိုသိရဖို့သူ့ရဲ့အမောင်မိုက်ဆုံးငယ်ဘဝကိုပြန်သွားကြည့်ရပါမယ်။အချိန်ကတော့1982ခုနှစ်ဇွန်လ28ရက်တောင်အာဖရိကနိုင်ငံပရီတိုးရီးယားမြို့မှာအနာဂတ်ကဘာကြီးကိုပြောင်းလဲပြစ်မဲ့ကောင်လေးတစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်။သူ့နာမည်က Elon Musk ။ဖခင်ဖြစ်သူ Elon Musk ကချမ်းသာတဲ့ electronic engineer တစ်ယောက်ဖြစ်ပြီးမိခင် May Musk ကတော့ model နဲ့အာဟာရပညာရှင်တူပါ။အပေါ်ယံကြည့်ရင်ပြည့်စုံတဲ့မိသားစုလိုထင်ရပေမဲ့တကယ်လက်တွေ့မှာတော့ Elon ရဲ့ငယ်ဘဝဟာစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါအလွန်နာကျင်စရာကောင်းခဲ့ပါတယ်။ Elon အသက်8နှစ်အရွယ်မှာပဲမိဘတွေဟာကွာရှင်းပြတ်ဆဲသွားခဲ့ပါတယ်။အဲ့ဒီအချိန်က Elon ဟာအထီးကျန်နေတဲ့ဖခင်ဖြစ်သူစီမှာသွားနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ဒါဟာသူ့ဘဝရဲ့အဆိုးရွားဆုံးအမှားတစ်ခုဖြစ်ခဲ့ပါတယ်။ Elon ကိုယ်တိုင်ကသူ့ဖခင်ဟာစိတ်ပိုင်းဆိုင်ရာအရာအလွန်ရက်ဆက်ပြီးအလွန်တင်းကျပ်တဲ့သူလို့နောက်ပိုင်းမှာဖွင့်ရပြောဆိုခဲ့ပါတယ်။အမှားယွင်းအသေးမွှားလေးကအစနိုင်ပေါင်းများစွာမတ်တရခိုင်းတယ်လို့ဖခင်ရဲ့အိမ်တွင်းရေးဖိအားတွေက Elon Musk ကိုခံစားချက်တွေကိုမျိုးသိပ်ထားတတ်တဲ့သူတစ်ယောက်အဖြစ်စတင်ပုံသွင်းခဲ့ပါတယ်။အိမ်မှာငရဲကျနေတယ်လို့ပဲကျောင်းမှာလည်းElonရဲ့ဘဝဟာကြမ်းတမ်းမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။သူဟာတာမန်ကလေးတွေထက်ဉာဏ်ရည်ပိုမြင့်ပြီးစကားနဲ့တဲ့အပြင်လူမှုဆက်ဆံရေးမှာအားနေတဲ့အတွက်အနိုင်ကျင့်တဲ့ကလေးတွေရဲ့အဓိကဖြစ်မှန်ဖြစ်ခဲ့ပါတယ်။အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုကတော့Elonကိုကျောင်းနေကပေါ်ကနောက်ကနေကန်ချပြီးတတိလစ်သွားတဲ့အထိဝိုင်းဝန်းထိုးချိတ်ခဲ့ကြတာပါ။နှာခေါင်းရိုးကျိုးသွားခဲ့တဲ့အတွက်ဆေးရုံမှာရပ်ပေါင်းများစွာအရေးပေါ်ကုသခဲ့ရပြီးနောက်ပိုင်းမှာနှာခေါင်းပြန်လည်ပြုပြင်တဲ့ခွဲစိတ်မှုတွေပါလုပ်ခဲ့ရပါတယ်။ဒီလိုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောပါအလွန်အမင်းဖိနှိပ်ခံရတဲ့အပြင်တငယ်ချင်းတယောက်မှမရှိတဲ့ကောင်လေးတယောက်ဟာနောက်ဆုံးထွက်ပေါက်တစ်ခုကိုရှာဖွေခဲ့ပါတယ်။အဲ့ဒါကတော့စာအုပ်တွေပါပဲ။ Elonဟာအခန့်အောင်ပြီးတနေ့ကို10နိုင်လောက်စာဖတ်ပါတယ်။အထူးသဖြင့်အာကာသသိပ္ပံစိတ်ကူးရင်ဝတ္ထုတွေနဲ့ဆွဲစုံကျမ်းတွေကိုအကုန်ဖတ်ခဲ့ပါတယ်။အသက်10နှစ်အရွယ်မှာ Commodore VIC-20 လို့ခေါ်တဲ့ကွန်ပျူတာလေးတစ်လုံးကိုသူရခဲ့ပါတယ်။တာမန်လူတွေ6လလောက်သင်ရမယ်ကွန်ပျူတာပရိုဂရမ်ရေးဆွဲနည်း basic စာအုပ်ကိုElonဟာ3ရက်ထဲနဲ့အေးအေးပြက်ခံပြီးအကုန်အလို့ရအောင်ကြက်မှတ်သင်ယူခဲ့ပါတယ်။အသက်12နှစ်အရွယ်မှာတော့ Blaster လို့ခေါ်တဲ့အာကာသဒုံးပျံပစ်ခတ်တဲ့ game software တစ်ခုကိုကိုယ်တိုင်ကွန်ပျူတာကုတ်ရေးဆွဲပြီးကွန်ပျူတာမဂ္ဂဇင်းတစ်ခုစီဒေါ်လာ900နဲ့ရောင်းချနိုင်ခဲ့ပါတယ်။ဒါဟာဘသူ့ကမှအားကိုးစရာမလိုပဲအင်ဂျင်နီယာနည်းပညာနဲ့ပြဿနာဖြေရှင်းတတ်တဲ့ပတ်စံရှာတတ်တဲ့သူ့ရဲ့ပထမဆုံးခြေလှမ်းပါပဲ။အသက်19နှစ်အရွယ်ကိုရောက်တဲ့အခါတောင်အာဖရိကမှာလူဖြူတွေမဖြစ်မနေစစ်မှုထမ်းရမယ့်ဥပဒေကိုရှောင်ရှားဖို့နဲ့ကမ္ဘာနည်းပညာအချက်အချာကျတဲ့အမေရိကန်နိုင်ငံ Silicon Valley ကိုတွားဖို့သူဆုံးဖြတ်ခဲ့ပါတယ်။ချမ်းသာတဲ့ဖခင်ရဲ့အကူအညီကိုလုံးဝမယူဘဲမိခင်ရဲ့ဆွေမျိုးတွေရှိတဲ့ကနေဒါနိုင်ငံကိုလက်ပလာပတ်စံကြီးပလာနဲ့ထွက်ခွာခဲ့ပါတယ်။ကနေဒါကိုရောက်တာနဲ့တက်တောင့်တက်တာနေခဲ့ရတာမဟုတ်ပါဘူး။သူဟာကြောင်းတက်နိုင်မှုအတွက်တနာရီကို$18ရဖို့အတွက်တစ်ခုတ်တဲ့အလုပ်ဂျုံငင်းတွေတဲကအလုပ်နဲ့တစ်ဆက်ကအပူချိန်လွန်ကဲနေတဲ့ပွိုင်လာအိုးတွေတဲဝင်ပြီးအညစ်အကြေးတွေကိုတန်ရှင်းလုပ်ရတဲ့အလွန်ကြမ်းတမ်းတဲ့အလုပ်တွေကိုလုပ်ကိုင်ခဲ့ရပါတယ်။ကနေဒါနိုင်ငံရဲ့ကြမ်းတမ်းတဲ့အောက်ခြေတဲ့အလုပ်တွေကနေရုံထွက်ဖို့ Elon Musk အတွက်တခုတည်းသောလမ်းကြောင်းကပညာရေးပါပဲ။1990ပြည့်နှစ်မှာကနေဒါက Queen's တက္ကသိုလ်မှာစတင်တက်ရောက်ခဲ့ပါတယ်။အဲ့ဒီချိန်ကသူဟာငွေမရှိတဲ့အတွက်တနေ့ကို$1ဝန်းကျင်နဲ့ဗိုက်ပြေးလို့ရမယ်ခောက်ဆွဲကြောက်တွေဟော့ဒေါ့တွေနဲ့အသက်ဆက်ပြီးအလွန်ချို့တဲ့စွာနေထိုင်ခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့အဆုံးစွန်ပန်းနိုင်ကကနေဒါမဟုတ်ပါဘူး။ကမ္ဘာနည်းပညာရဲ့အသေးနှလုံးအမေရိကန်နိုင်ငံဖြစ်ပါတယ်။ Queen's တက္ကသိုလ်မှာ2နှစ်လောက်ပညာသင်ကြားပြီးနောက်သူ့ရဲ့အိမ်မက်တွေတကယ်အကောင့်ထဲပေါ်နိုင်မဲ့အမေရိကန်နိုင်ငံက
နာမည်ကြီး Pennsylvania တက္ကသိုလ်ကိုပြောင်းရွှေ့တင်ကြားခွင့်ရခဲ့ပါတယ်။ဒီတက္ကသိုလ်ကသူ့ရဲ့အနာဂတ်အင်ပါယာကြီးအတွက်အရေးပါဆုံးလက်နက်နှစ်ခုကိုတက်ဆင်ပေးခဲ့ပါတယ်။အဲ့ဒါကတော့စီးပွားရေးပညာပွဲနဲ့ယူပဗေဒပွဲပါပဲ။ကမ္ဘာပေါ်မှာငွေကြေးတွေဘလို့လဲပတ်တယ်လဲဆိုတာကိုစီးပွားရေးပညာကသင်ပေးပြီးစကြဝဠာကြီးရဲ့ပြဿနာတွေကိုအခြေခံအကျဆုံးနည်းလမ်းနဲ့ဖြေရှင်းဖို့ကိုယူပဗေဒကသင်ပေးခဲ့တာပါ။ဒါပေမဲ့ Ivy League လို့ခေါ်တဲ့အမေရိကန်ရဲ့ထိပ်တန်းတက္ကသိုလ်ကြီးမှာကျောင်းလာကအလွန်ဈေးကြီးပါတယ်။အီလွန်ဟာပညာသင်စုတစ်စိတ်တစ်ပိုင်းရခဲ့ပေမဲ့နေစားစရိတ်နဲ့ကျန်းတဲ့ကျောင်းလာကတွေပေးဖို့ငွေလိုနေပါတယ်။ဖခင်ကြီးကလည်းပတ်စံတစ်ပြားမှမယူထားတဲ့အတွက်သူဟာဒီပြဿနာကိုစီးပွားရေးအုံနောက်နဲ့ဖြေရှင်းခဲ့ပါတယ်။သူနဲ့သူ့တငယ်ချင်းအာဒီယိုရက်စီတို့ဟာကျောင်းဝင်းအပြင်ဘက်ကအခန်း10ခန်းပါတဲ့အင်ကြီးတစ်လုံးကိုဈေးပေါ်နဲ့ငှားလိုက်ပါတယ်။ပြီးတော့အဲ့ဒီအင်ကြီးကိုသတင်းပတ်ကုံရက်တွေမှာပြိုးဝက်နိုင်ကလပ်တစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။သတင်းပေါက်တွေကိုအမဲရောင်အိတ်တွေနဲ့ကအတန်ကျဲဆက်အကြီးကြီးတွေငှားပြီးကျောင်းသားတွေကိုဝင်ကြီး$9ကောက်ခံခဲ့ပါတယ်။တညလေးနဲ့လူ900လောက်လာတဲ့အတွက်တလားစာအိမ်လာကနဲ့အကြောင်းစရိတ်ကိုတညလေးနဲ့ရှာနိုင်ခဲ့ပါတယ်။ဒီနေရာမှာအံ့ဩစရာအကောင်းဆုံးကအီလွန်ရဲ့စီကံကြီးမှုပါပဲ။သူ့အိမ်မှာလူတွေတောက်စားမှုရစ်ပြီးကခုန်နေချိန်မှာအီလွန်ကတော့ရက်တစ်စက်မှမတောက်ပဲအမရဲ့အမဲကြီးကိုကင်ပြီးတော့ပတ်စံရင်လိုက်ကောက်တဲ့အလုပ်အခြေအနေကိုထိန်းသိမ်းတဲ့အလုပ်ကိုအပြည့်အဝတာဝန်ယူခဲ့ပါတယ်။သူဟာပါတီလုပ်ဖို့ဒီအိမ်ကိုငှားခဲ့တာမဟုတ်ပဲသူ့ရဲ့ရည်မှန်းချက်တွေစီသွားဖို့လိုအပ်တဲ့ရန်မုံငွေရှာတဲ့လုပ်ငန်းတစ်ခုအဖြစ်အေးဆက်ဆက်လေးပတ်ခဲ့တာပါ။ဒါဟာပြဿနာတစ်ခုကိုမြင်ရင်ငိုကြွေးမနေပဲအခွင့်အရေးအဖြစ်ပြောင်းလဲတတ်တဲ့သူ့ရဲ့မူရင်းစိတ်ဓာတ်ပါပဲ။1995ခုနှစ်မှာတော့ Pennsylvania University ကနေဘွဲနှစ်ခုရပြီးနောက်အီလွန်ဟာအမေရိကန်ရဲ့ထိပ်တန်း Stanford တက္ကသိုလ်မှာ Material Science နဲ့ပါရဂူဘွဲ PhD တက်ဖို့ကယ်လီဖိုးနီးယားကိုရောက်လာခဲ့ပါတယ်။ဒါဟာသူ Stanford ကိုရောက်တဲ့အချိန်ဟာအင်တာနက်နည်းပညာတွေပေါက်ကွဲထွက်လာတဲ့အချိန်နဲ့တိတိကျကျတိုက်ဆိုင်နေပါတယ်။ဒီလိုအခြေအနေမှာပုံမှန်လူတစ်ယောက်ဆိုရင်နာမည်ကြီး Stanford တက္ကသိုလ်ရဲ့ပါရဂူဘွဲကိုမရရအောင်ယူပြီးအေဂျင့်တဲ့ဘဝကိုဖျက်ဆီးမှာပါ။ဒါပေမဲ့ Elon Musk ရဲ့အုံနောက်ကအဲ့ဒီလိုအလုံးမလုပ်ပါဘူး။အင်တာနက်ဆိုတဲ့အေယာမအခွင့်အရေးကြီးကိုသူမျက်စိရှေ့မှာလည်းအလွတ်မခံနိုင်ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့် Stanford တက္ကသိုလ်ကိုရောက်ပြီး2ရက်48နာရီအကြာမှာပဲပါရဂူဘွဲကိုဆွန့်လွတ်ကကျောင်းထွက်ခဲ့ပါတယ်။ကျောင်းထွက်ပြီးတိတ်မကြခင်1995ခုနှစ်အင်တာနက်အစပျိုးစကာလမှာသူဟာညီဖြစ်သူ Campbell နဲ့အတူ Zip2 လို့ခေါ်တဲ့အွန်လိုင်းမျိုးပြလမ်းညွှန်ကုမ္ပဏီကိုစတင်ခဲ့ပါတယ်။ဖခင်ဖြစ်သူစီကနေဒေါ်လာ2800ချီပြီးစတင်ခဲ့ပေမဲ့ဝင်ငွေမရသေးတဲ့ကနဦးကာလတွေဟာအလွန်ခက်ခဲခဲ့ပါတယ်။အဲ့ဒီအချိန်ကသူတို့မှာပတ်စံမရှိလို့ရုံးခန်းထဲမှာပဲအိတ်ရုံးခန်းထဲမှာပဲစားပြီးရေချိုးဖို့အတွက် YMCA အားကစားရုံကိုတွားခဲ့ရပါတယ်။နေ့ဘက်မှာ website ကိုလည်းပတ်စေပြီးညဘက်မှာတော့ Elon တယောက်တည်း program တွေထိုင်ရေးခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကကုန်ကျစရိတ်တွေကြီးပဲမဟုတ်ပါဘူး။လုပ်ငန်းတွေကိုရင်းနှီးမြှုပ်နှံသူတွေဝင်လာတဲ့အခါမှာတော့ Elon Musk ကိုအတွေ့အကြုံမရှိတဲ့ကောင်လေးတယောက်လိုသတ်မှတ်ပြီးသူကိုယ်တိုင်တည်ထောင်ခဲ့တဲ့ Zip2 ကုမ္ပဏီရဲ့ CEO ရာထူးကနေဖယ်ရှားပစ်ခဲ့ပါတယ်။1999ခုနှစ်မှာ Compaq ကုမ္ပဏီက Zip2 ကိုဒေါ်လာ309တန်းနဲ့ဝယ်ယူလိုက်တဲ့အခါ Elon ဟာဒေါ်လာ22တန်းရရှိခဲ့ပေမဲ့ကိုယ်ပိုင်လုပ်ငန်းကိုတခြားလူသိမ်းသွားတဲ့နာကျင်မှုကိုစတင်သိရှိသွားခဲ့ပါတယ်။သို့ပေမဲ့ Elon Musk ကစိတ်တမကြပဲအဲ့ဒီငွေတွေကဒေါ်လာ12တန်းအောင်ထုတ်ပြီး online ဘတ်စနစ်ရဲ့အနာဂတ်ဖြစ်လာမဲ့ X.com ကိုထပ်မံတည်ထောင်ပါတယ်။အဲ့ဒီလုပ်ငန်းဟာနောက်ပိုင်းမှာ Peter Thiel ရဲ့ကုမ္ပဏီနဲ့ပေါင်းစပ်ပြီးအခုတကမ္ဘာလုံးသုံးစွဲနေတဲ့ PayPal ဖြစ်လာခဲ့ပါတယ်။ဒီနေရာမှာလည်းဒုတိယအကြိမ်မြောက်သစ္စာဖောက်မှုနဲ့သူရင်ဆိုင်ရပြန်ပါတယ်။ကွန်ပျူတာဆာဗာစနစ်တွေကို Microsoft သုံးမလား Linux သုံးမလားဆိုတာကို Elon နဲ့ဘောအဖွဲ့ကြားအပြင်းထန်အငင်းပွားခဲ့ပါတယ်။2000ပြည့်နှစ် Elon Musk တဘဝလုံးမှာပထမဆုံးအကြိမ်ဟန်နီမွန်ခရီးစဉ်ထွက်ဖို့လင်းရင်ပေါ်ရောက်နေတဲ့အချိန်လေးမှာပဲကုမ္ပဏီဘောအဖွဲ့ကသူ့ကို CEO ရာထူးကနေမောင်းထုတ်ပစ်ခဲ့ပါတယ်။လင်းရင်ပေါ်ကဆင်းချိန်မှာရာထူးပြောင်းနေတဲ့ Elon Musk ဟာဒေါသတုံ့ပြန်မဲ့အစားနှုတ်ပိတ်ပြီးရှယ်ယာရှင်အဖြစ်ပဲဆက်နေခဲ့ပါတယ်။2002ခုနှစ်မှာ eBay က PayPal ကိုဒေါ်လာ1.5 ဘီလီယံနဲ့ဝယ်ယူချိန်မှာတော့ Elon ဟာဒေါ်လာ165တန်းရရှိခဲ့ပါတယ်။ဒေါ်လာ165တန်းကျော်ချမ်းသာလာတဲ့ Elon Musk ဟာကျွန်းတကျွန်းဝယ်ပြီးအနားယူမဲ့အစားနောက်ထပ်ကြီးမားတဲ့စီမံကိန်းတစ်ခုကိုစတင်ဖို့ရုရှားကိုတွားခဲ့ပါတယ်။ရုရှားစစ်တပ်ကဖျက်သိမ်းထားတဲ့တိုက်ချင်းပြစ်ဒုံးမြအဟောင်း3စင်းကိုတွားဝယ်ဖို့ကြိုးစားခဲ့တာပါ။ဒါပေမဲ့ရုရှားဒုံးမြပညာရှင်တွေက Elon Musk ကိုစီးပွားရေးသမားပေါက်စာလေးတယောက်လိုသဘောထားပြီးတောင်ပြောင်ခဲ့ကြပါတယ်။ဒုံးမြတစ်စင်းကိုအမေရိကန်ဒေါ်လာ8တန်းအထိဈေးတင်ခေါ်ခဲ့ပြီးမင်းမှာပတ်စံအလုံးလောက်မရှိရင်ပြန်နှိမ့်လိုက်ပါလို့တောင်ပြောင်ခဲ့ကြပါတယ်။အမေရိကန်ပြန်မဲ့လေယာဉ်ပေါ်မှာ Elon Musk ဟာစိတ်ဆိုးဒေါသထွက်နေမဲ့အစား laptop ကိုဖွင့်ပြီးယူပါဗေဒတွက်ချက်မှုတွေစတင်လှုပ်ဆောင်ပါတော့တယ်။သူဟာဒုံးမြတစ်စင်းတိဆောက်ဖို့လိုအပ်တဲ့ကာဗွန်ဖိုက်ဘာအလူမီနီယမ်တိုင်တေနီယမ်နဲ့လောင်စာဆီကုန်ကျန်းတွေရဲ့ဈေးကွက်ပေါက်ဈေးကိုလိုက်တွက်ပါတယ်။အဖြေထွက်လာတဲ့အခါမှာတော့ဒုံးမြတစ်စင်းရဲ့ကုန်ကျန်းစရိတ်ဟာ
ဒုံးပြန်ကုမ္ပဏီတွေရောင်းချနေတဲ့ဈေးနှုန်းရဲ့3%ပဲရှိတယ်ဆိုတာသူသိသွားပါတယ်။ဒုံးပြန်တွေအလွန်အမင်းဈေးကြီးနေတာဟာဂျားပွဲစားတွေနဲ့ထုတ်လုပ်မှုပုံစံကွက်အဟောင်းတွေကြောင့်ဖြစ်ပါတယ်။ဒီနေရာမှာပဲသူဟာ first principle thinking လို့ခေါ်တဲ့အခြေခံအကျဆုံးယူပဗေဒနည်းရာမှာကနေစဉ်းစားတဲ့နည်းလမ်းကိုသုံးပြီး2002ခုနှစ်မှာ SpaceX ကိုတည်ထောင်ခဲ့ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တယောက်ကကမ္ဘာအင်အားကြီးနိုင်ငံကြီးတွေတောင်တနိုင်ငံလုံးပေါင်းပြီးထုတ်မှရတဲ့ဒုံးပြန်စီမံကိန်းမျိုးကိုလုပ်ဖို့စူးစမ်းခြင်းပဲဖြစ်ပါတယ်။ဒါအပြင်ဒုံးပြန်အတွက်လိုအပ်တဲ့အဓိကစက်ပစ္စည်းတွေကိုအတွေ့အကြုံရှိတဲ့ဒုံးပြန်ကုမ္ပဏီတွေစီကမဝယ်ပဲဈေးတက်နဲ့ငါတို့ကိုယ်တိုင်ထုတ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ SpaceX ရဲ့လေပတ်မှုပုံစံကအလွန်ရက်စက်ပါတယ်။အာကာသထိပ်သီးကုမ္ပဏီတွေဖြစ်တဲ့ Boeing နဲ့ Lockheed Martin တို့ဟာဒုံးပြန်အစိတ်ပိုင်းတွေကိုပြည်내ပေါင်းစုံကကန်ထရိုက်တာတွေစီကနေလိုက်ဝယ်ပြီးတက်ဆင်ကြတာဖြစ်တဲ့အတွက်ကုန်ကျစရိတ်တွေဘီလီယံချီကုန်ပါတယ်။ Elon Musk ကတော့ Vertical Integration လို့ခေါ်တဲ့ဒုံးပြန်အစိတ်ပိုင်း85%ကျော်ကိုကယ်လီဖိုးနီးယားက SpaceX စက်ရုံတစ်ခုထဲမှာတင်ကိုယ်တိုင်ထုတ်လုပ်ပြီးတည်ဆောက်တဲ့စနစ်ကိုသုံးပါတယ်။ဒါပေမဲ့လက်တွေ့အခြေအနေဟာကွန်ပျူတာတွေကတွက်ချက်မှုတွေထက်ပိုမိုကြမ်းတမ်းပါတယ်။2006ခုနှစ်မှာလွှတ်တင်တဲ့ပထမဆုံး Falcon 1ဒုံးပြန်ဟာစက္ကန့်ပိုင်းအတွင်းမှာတင်လောင်စာဆီယိုစိမ့်ပြီးပောက်ကွဲသွားခဲ့ပါတယ်။2009ခုနှစ်ဒုတိယအကြိမ်မှာလည်းအာကာသထဲမရောက်ပဲလေထဲမှာတင်ပျက်စီးသွားပြန်ပါတယ်။2008ခုနှစ်ဩဂုတ်လတတိယအကြိမ်လွှတ်တင်မှုမှာတော့ဒုံးပြန်ရဲ့အဆင့်တစ်ခုခွဲထွက်ချိန်မှာတစ်ခုနဲ့တစ်ခုပြန်တိုက်မိပြီးတော့ပောက်ကွဲသွားပြန်ပါတယ်။ဒီလို Elon Musk ကနာမည်ကြီးကုမ္ပဏီတွေရဲ့လောင်ပြောင်ခြင်းခံရတယ်လို့အခြားတစ်ဖက်မှာလည်းသူ့မှာပတ်စံလုံးဝမကြံတော့ပါဘူး။နောက်ပြီးသူရင်းနှီးမြှုပ်နှံထားတဲ့ Tesla လျှက်စီးကားကုမ္ပဏီရဲ့ပထမဆုံးကား Roadster ကိုထုတ်ဖို့ငွေကြေးတွေပြတ်လတ်နေပြီး2008ခုနှစ်ကမ္ဘာစီးပွားရေးကပ်ပြတ်ကြီးနဲ့တိုက်ဆိုင်နေပါတယ်။သူ့ရဲ့ပထမဇနီးဖြစ်သူ Justin နဲ့လည်းကွာရှင်းပြတ်ဆဲကားစားဖြစ်လို့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါအမြင့်ဆုံးဖိအားကိုရောက်နေပါတယ်။သူ့မှာရှိသမျှအကုန်ကုန်ပြီးလက်ကျန်အနေနဲ့နောက်ဆုံးဒေါ်လာတန်း30ပဲကျန်ပါတော့တယ်။အခုလိုအဖက်ဖက်ကကြောင်ပေးရက်နေချိန်မှာအသက်ဆက်ဖို့အတွက်ဖြစ်နိုင်ခြေများတဲ့ကုမ္ပဏီတစ်ခုတည်းကိုပဲဦးစားပေးလုပ်ပြီးကြံတစ်ခုကိုဖြုတ်ချလိုက်ဖို့လိုအပ်နေပါပြီ။သို့ပေမဲ့ Elon Musk ဟာထုံးစံအတိုင်းအန္တရာယ်အရှိဆုံးလမ်းကိုရွေးခဲ့ပါတယ်။ရှိသမျှငွေအားလုံးကိုနှစ်ခုစလုံးနဲ့ခွဲထည့်ပြီးစတုတ္ထအကြိမ်မြောက်ဒုံးမြန်ကိုမဖြစ်ဖြစ်အောင်ထပ်မံပြင်ဆင်ပါတော့တယ်။2008ခုနှစ်စက်တင်ဘာလ28ရက်နေ့ညနေခင်းပစိဖိတ်သမုဒ္ဒရာတွေကကွာဂျလန်ကျွန်းစုပေါ်ကနေစတုတ္ထမြောက် Falcon 1ဒုံးမြန်ကြီးဟာကောင်းကင်ယံထဲကိုထိုးတက်သွားခဲ့ပါတယ်။စက်ရုံတွေကအလုပ်သမားတွေရော Elon Musk ပါအသက်မရှူရဲပဲစောင့်ကြည့်နေကြပါတယ်။ပထမအဆင့်ခွဲထွက်မှုအောင်မြင်သွားပါတယ်။ဒုတိယအဆင့်အင်ဂျင်တွေပုံမှန်လည်ပတ်နေပါတယ်။နောက်ဆုံးဒုံးမြန်ဟာကမ္ဘာပတ်လမ်းကြောင်းတွေကိုအောင်မြင်စွာရောက်ရှိသွားခဲ့ပါတယ်။ဒါဟာကမ္ဘာပထမဆုံးပုဂ္ဂလိကပိုင်းအရေးသုံးလောင်စာဒုံးမြန်အာကာသထဲရောက်ရှိခြင်းမှတ်တိုင်ပါပဲ။ဒီအောင်မြင်မှုကြောင့် NASA ဟာ Elon Musk ရဲ့လုံနိုင်စွမ်းကိုအသိအမှတ်ပြုပြီးနိုင်ငံတကာအာကာသစခန်း ISS ကိုကုန်စည်ပို့ဆောင်မှုအတွက်ဒေါ်လာ1.6ဘီလီယံတန်စာချုပ်ကြီးကိုချုပ်ဆိုခဲ့ပါတယ်။ဒီငွေတွေကြောင့် SpaceX ဟာသေတွင်းထဲကနေပြန်လည်ရှင်သန်လာခဲ့ပေမဲ့တခြားတစ်ဖက်မှာ Tesla ဟာစုံမြုပ်တော့မဲ့အခြေအနေကိုဆိုက်ရောက်သွားပါတယ်။ Tesla ရဲ့ရင်းနှီးမြှုပ်နှံသူတွေထွက်ခွာဖို့ပြင်ဆင်ကြတဲ့အခါမှာ Elon Musk ကသူ့ရဲ့ရှိသမျှပိုင်ဆိုင်မှုတွေကိုအကုန် Tesla ထဲထည့်ပြီးတော့ရှယ်ယာရှင်တွေရဲ့ယုံကြည်မှုရအောင်ပြခဲ့ပါတယ်။ဒါကြောင့်ရင်းနှီးမြှုပ်နှံသူတွေလည်းသူ့ရဲ့ရည်တည်ချက်ကိုယုံကြည်ကြတဲ့အတွက်ကုမ္ပဏီအသက်ဆက်ဖို့ရန်ပုံငွေထပ်ထည့်ခဲ့ကြပါတယ်။ဒီလိုနဲ့ Tesla ဟာအသက်ဆက်နိုင်ခဲ့ပါတယ်။တိတာတဲ့အမြတ်ဆိုးနေမရရှိသေးပေမဲ့ Tesla ဟာ2019ခုနှစ်မှာဒုတိယအကြိမ်သေတွင်းထဲကိုထပ်မံကျရောက်ခဲ့ပါတယ်။ဇိမ်ခံကားတွေအဆင့်ကနေဒူတန်းစားမရွေစီးနိုင်မဲ့အမေရိကန်ဒေါ်လာ3000ခွဲတန် Model 3ကိုအမြောက်အများထုတ်လုပ်ဖို့ကြိုးစားချိန်မှာ Production Hell လို့ခေါ်တဲ့ထုတ်လုပ်မှုငရေကန်နဲ့ရင်ဆိုင်ရပါတယ်။ဝယ်ယူသူတွေစီကနေကားအစီးရေတန်းဝက်နီးပါးကြိုတင်အော်ဒါရထားပေမဲ့ကားတွေကိုလုံးဝထုတ်မပေးနိုင်ပဲဖြစ်နေပါတယ်။ပြဿနာက Elon Musk ရဲ့အမှားတစ်ခုကြောင့်ပါ။သူဟာစက်ရုံတစ်ခုလုံးကိုဒူမပါပဲစက်ရုပ်တွေကြီးပဲလဲပတ်မဲ့ Alien Dreadnought စနစ်ကိုအလွန်အကျွံသုံးခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့မှာစက်ရုပ်တွေဟာကားဝါယာကြိုးမြင်လေးတွေကိုတက်ဆင်တဲ့နေရာမှာလူတွေရဲ့လက်ချောင်းလေးတွေလောက်မတွက်လက်ပဲကားထုတ်လုပ်မှုလိုင်းတစ်ခုလုံးကြမ်းဖြစ်ပြီးရပ်တန့်စေခဲ့ပါတယ်။ Tesla ဟာတစ်ပတ်ကိုဒေါ်လာ150နှုန်းနဲ့ဆုံးရှုံးနေပြီးဒေဝါလီခံရဖို့တစ်လပဲလိုပါတော့တယ်။ Elon Musk ဟာဖြစ်နေတဲ့ပြဿနာရဲ့အဓိကအရင်းမြစ်ကိုဖြေရှင်းနိုင်ဖို့စက်ရုံကြမ်းမြင့်ပေါ်မှာခင်းအိပ်ပြီးရက်သက်ပတ်ပေါင်းများစွာနေထိုင်ခဲ့ပါတယ်။တစ်ပတ်ကိုနာရီ120လှုပ်လှုပ်ပြီးဘယ်နေရာမှာနှောင့်နှေးနေလဲဆိုတာလိုက်ကြည့်ပါတယ်။ပြီးတော့အလုံးမဖြစ်တဲ့စက်ရုပ်တွေကိုစက်ရုံတွေထဲကနေအကုန်ဆွဲထုတ်ပစ်ပြီးလူသားအလုပ်သမားတွေနဲ့ချက်ချင်းအစားထိုးခဲ့ပါတယ်။ပို့ပြီး YouTube ပို့ကောင်းတာကစက်ရုံထဲမှာနေရာမလောက်တော့တဲ့အတွက်ကယ်လီဖိုးနီးယား Fremont စက်ရုံရဲ့ကားပါကင်ကွင်းမြင့်ကြီးပေါ်မှာ3ရက်အတွင်းအေယာမစစ်ဘတ်တုံးတဲကြီးတစ်ခုကိုထိုးလိုက်ပြီးတော့အဲ့ဒီထဲမှာတက်စင်ရေးလိုင်းအသစ်တစ်ခု GA4 ကိုဖန်တီးခဲ့ပါတယ်။ဝေဖန်သူတွေကဒါကိုလှောင်ပြောင်ခဲ့ကြပေမဲ့ဒီတဲကြီးတွေကနေပဲတစ်ပတ်ကို
ကားအစီးရေ9000ထုတ်လုပ်နိုင်ကတာဂက်ပြည့်မီသွားပြီး Tesla ရဲ့ဒေဝါလီဘေးကနေကယ်တင်နိုင်ခဲ့ပါတယ်။ Elon Musk ကို Tesla, SpaceX တို့အပြင်တွဲပြီးတည်တာကတော့ Starlink ပဲဖြစ်ပါတယ်။ Starlink ကိုအင်တာနက်သုံးရုံတက်လို့ထင်ပေမဲ့ဒါဟာကမ္ဘာအကြီးမားဆုံးဆက်သွယ်ရေးနဲ့ပထဝီနိုင်ငံရေးလက်နက်ကြီးဖြစ်ပါတယ်။တကမ္ဘာလုံးသုံးနေတဲ့ဂျိုတုအင်တာနက်တွေဟာကမ္ဘာမြေကနေကီလိုမီတာ3500ကျော်ကွာဝေးတဲ့ဂျိုပတ်လန် GEO ပေါ်မှာရှိနေလို့အကြက်လက်စီစဉ်မှုအလွန်နှေးကွေးပြီးလိုင်းဆွဲရမကောင်းပဲရှိနေပါတယ်။ Elon Musk ကဒါကိုအခွင့်အရေးတစ်ခုလို့မြင်ပါတယ်။ဒါကြောင့်ဂျိုတုတွေကိုအမြင့်ကြီးမလွတ်တင်ပဲကမ္ဘာကြီးနဲ့အလွန်နီးကပ်တဲ့ကီလိုမီတာ950ဝန်းကျင်ကအနှိမ်စားကမ္ဘာပတ်လန်းတွေကိုဂျိုတုအသေးစားလေးတွေထောင်ထဲချီပြီးပြစ်လွတ်တဲ့စနစ်ကိုသုံးခဲ့ပါတယ်။ပြဿနာကဒီလောက်များပြားတဲ့ဂျိုတုတွေကိုလွတ်တင်ဖို့ဆိုရင်တာမန်ကုမ္ပဏီတွေအနေနဲ့ကုန်ကျစရိတ်ဒေါ်လာဘီလီယံရာနဲ့ချီပြီးကုန်ကျမှာဖြစ်ပါတယ်။ဒါပေမဲ့ Elon Musk မှာဒုံးမြန်ကိုပြန်သုံးလို့ရတဲ့ Falcon 9ရှိနေပါတယ်။ SpaceX ဟာတခြားသူတွေရဲ့ဂျိုတုတွေကိုပတ်စံယူပြီးလွတ်တင်ပေးသလိုတပြိုင်နက်တည်းမှာပဲမိမိတို့ရဲ့ Starlink ဂျိုတုအလုံး60ကျော်ကိုဒုံးမြန်တစ်စင်းနဲ့အခမဲ့နီးပါးပတ်လန်းတွေကိုအဆက်မပြတ်ထည့်သွင်းခဲ့ပါတယ်။ယခု2026ခုနှစ်မှာကမ္ဘာပတ်လန်းထဲမှာ Starlink ဂျိုတုပေါင်း9000ကျော်ရှိနေပြီဖြစ်ပြီးကမ္ဘာပေါ်ကဂျိုတုအားလုံးရဲ့ထက်ဝက်ကျော်ဟာ Elon Musk ပိုင်တာဖြစ်ပါတယ်။တောတောင်ထူထပ်တဲ့နေရာသမုဒ္ဒရာအလဲကောင်အာဖရိကကကန္နာရတွေအထိကမ္ဘာဘယ်နေရာမဆိုမြန်နှုန်းမြင့် Fiber အင်တာနက်နီးပါးရရှိအောင်လှုံ့ဆော်ပေးထားပါတယ်။ယခု2026မှာ Starlink ရဲ့သုံးစွဲသူဟာတန်းဆယ်ကြီးရှိနေပြီးတစ်နှစ်ကိုဒေါ်လာဘီလီယံချီတဲ့အသက်တင်အကျိုးအမြတ်ကို SpaceX ကိုစီးဆင်းစေပြီး Elon ရဲ့အင်ပါယာကိုဘဏ္ဍာရေးအရာကြောက်ဆောင်လို့ခိုင်မာစေခဲ့တာဖြစ်ပါတယ်။2022ခုနှစ်မှာ Elon Musk ဟာ Twitter ကိုဒေါ်လာ44ဘီလီယံနဲ့ဝယ်ယူခဲ့ပြီး X လို့အမည်ပြောင်းလဲခဲ့ပါတယ်။ဒီဝယ်ယူမှုဟာ Elon Musk ရဲ့အကြီးမားဆုံးအမှားတစ်ခုဖြစ်တယ်လို့ Wall Street ကသတ်မှတ်ခဲ့ကြပါတယ်။ဝယ်ယူပြီးချင်းမှာပဲကုမ္ပဏီဟာဒေါ်လာ73ဘီလီယံတန်အကျွေးကြီးတင်သွားပြီးတစ်နှစ်ကိုအတိုးတင်ဒေါ်လာ1.5ဘီလီယံပေးနေရပါတယ်။ကြော်ညာရှင်တွေကလည်း Elon Musk ရဲ့လွတ်လပ်စွာပြောဆိုခွင့်မူဝါဒကြောင့်ထွက်ခွာကုန်ကြလို့တစ်နှစ်ကိုဒေါ်လာ4တန်းအရှုံးထွက်နေပါတယ်။ဆိုတော့ Elon Musk ဒီပြဿနာကိုဘယ်လိုဖြေရှင်းခဲ့တယ်လဲ။သူသုံးခဲ့တဲ့နည်းလမ်းကတော့ရက်ဆက်ပြတ်သားတဲ့ကုန်ကျစရိတ်ဖြတ်တောက်ခြင်းပါပဲ။သူဟာကုမ္ပဏီတွေကိုဝင်လာပြီးဂျပန်အတွင်းမှာတဲ့ CEO အပါအဝင်လစာအမြင့်ဆုံးယူလာကြတဲ့အစိမ့်မြင့်အရာရှိတွေကိုချက်ချင်းထုတ်ပစ်ခဲ့ပါတယ်။အဲဒီနောက်ရက်သက်တစ်ပတ်အနည်းငယ်အတွင်းမှာဝန်ထမ်းအင်အားရဲ့80%လူပေါင်း6000ကျော်ကိုအလုပ်ကနေတပြိုင်နက်တည်းဖြုတ်ပစ်ခဲ့ပါတယ်။ Silicon Valley ကနည်းပညာရှင်တွေက Twitter ဟာဝန်ထမ်းမရှိရင်ဂျပန်အတွင်းပြိုလဲသွားလိမ့်မယ်လို့ကြေညာခဲ့ကြပါတယ်။ဒါပေမဲ့ Elon ကတော့ကြံခဲ့တဲ့ဝန်ထမ်းတွေကိုရုံးခန်းထဲမှာပဲအိပ်ပြီး hardcore အလုပ်လုပ်ဖို့ဖိအားပေးခဲ့ပါတယ်။သူကိုယ်တိုင်လည်း Twitter ဌာနချုပ်မှာလာနဲ့ချီအိပ်စက်ခဲ့ပါတယ်။ရလဒ်ကတော့ယခု2026ခုနှစ်မှာ X ဟာဝန်ထမ်းအနှဲငယ်တဲ့နဲ့ပုံမှန်အတိုင်းလည်ပတ်နေစေဖြစ်ပြီးဝင်ငွေနဲ့ထွက်ငွေမျှခြေကိုရောက်ရှိသွားပါတယ်။ Elon ဟာအလုပ်မလုပ်ပဲလစာအလကားယူနေတဲ့ဝန်ထမ်းအလွှာတွေကိုဖယ်ရှားပြီးလုပ်ငန်းတစ်ခုကိုကုန်ကျစရိတ်အနည်းဆုံးအနေအထားနဲ့လည်ပတ်အောင်လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ Elon Musk ရဲ့လူသိမ့်မသိတဲ့အချက်ကတော့သူဟာ ChatGPT ကိုထုတ်လုပ်တဲ့ OpenAI ကို2015ခုနှစ်မှာ Sam Altman တို့နဲ့အတူစတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။အဲ့ဒီချိန်က Google က AI နည်းပညာကိုလက်ဝဲကြီးအုပ်ထားတဲ့အချိန်ဖြစ်ပြီးတော့နည်းပညာတွေကိုအများပြည်သူသိအောင်ချပြမယ် Non-Profit Organization အကျိုးမြတ်မယူတဲ့အဖွဲ့အစည်းအဖြစ်သူကဒေါ်လာ50ကျော်မတည်ပေးခဲ့တာပါ။ဒါပေမဲ့2018ခုနှစ်မှာ OpenAI ရဲ့လမ်းကြောင်းကို Elon သဘောမကျဖြစ်လာပါတယ်။ OpenAI ဟာ Google ကိုမရှင်းနိုင်သေးတဲ့အတွက်သူကိုယ်တိုင်ဦးဆောင်ဝင်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ Sam Altman တို့ကငင်းပယ်ခဲ့လို့သူဟာဘုတ်အဖွဲ့ကနေနှုတ်ထွက်ခဲ့ပါတယ်။နောက်ပိုင်းမှာ OpenAI ဟာ Microsoft စီကနေဒေါ်လာဘီလီယံချီယူပြီးအမျက်ရှာတဲ့ကုမ္ပဏီအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ Elon Musk ဟာဒီအခြေအနေကိုလက်ပိုက်ကြည့်မနေခဲ့ပါဘူး။သူဟာ OpenAI ကိုဒုထုအကျိုးပြုမူလကတိကဝတ်တွေဖောက်ဖျက်တယ်ဆိုပြီးတရားစွဲဆိုခဲ့တယ်လို့2023ခုနှစ်မှာ XAI ဆိုတဲ့ကိုပိုင် AI ကုမ္ပဏီကိုချက်ချင်းတည်ထောင်ခဲ့ပါတယ်။သူရဲ့ရည်ရွယ်ချက်ကတော့အမှန်တရားကိုပဲပြောမဲ့ Maximum Truth Seeking AI ကိုတည်ဆောက်ဖို့ပါ။ XAI ရဲ့ထုတ်ကုန်ဖြစ်တဲ့ Grok AI ဟာလူမှုကွန်ရက် X ပေါ်ကအချိန်နဲ့တပြေးညီ data တွေကိုတိုက်ရိုက်ရယူနိုင်တဲ့အတွက်အခြား AI တွေထက်သတင်းအချက်လက်ပိုင်းမှာပိုမိုမြန်ဆန်တဲ့အားသာချက်ကိုရရှိထားပါတယ်။ယခု2026ခုနှစ်မှာ Elon Musk ရဲ့ AI စွမ်းမကဟာထိပ်ဆုံးကိုရောက်ရှိနေပါပြီ။သူဟာ Tinder တွေကွန်ပျူတာ chip တွေဝယ်ဖို့အချိန်ဆွဲမနေပါဘူး။ XAI အတွက် model အသစ်တွေလေ့ကျင့်ဖို့ Nvidia ရဲ့ H100 GPU အလုံးပေါင်း3သိန်းကျော်ပါဝင်တဲ့ Colossus လို့ခေါ်တဲ့ AI စူပါကွန်ပျူတာကြီးကို Tennessee ပြည်နယ်မှာရပ်ပေါင်း100အတွင်းအပြီးတည်ဆောက်ပြခဲ့ပါတယ်။နည်းပညာကုမ္ပဏီတွေဆိုရင်ဒီလောက်ကြီးမားတဲ့စူပါကွန်ပျူတာဆောက်ဖို့4နှစ်လောက်အချိန်ယူရမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်း Tesla ရဲ့ကိုယ်ပိုင် Dojo စူပါကွန်ပျူတာကြီးရှိနေပါတယ်။ Tesla ဟာကားကုမ္ပဏီသက်သက်မဟုတ်ပါဘူး။ကမ္ဘာအကြီးဆုံးရုပ်ပိုင်းဆိုင်ရာ
AI Physical AI ကုမ္ပဏီပါ။လမ်းပေါ်မောင်းနေတဲ့ Tesla ကားတွေစီကနေနေ့စဉ်ရရှိလာတဲ့ဘီလီယံနဲ့ချီတဲ့ဗီဒီယိုဒေတာတွေကို Dojo စူပါကွန်ပျူတာထဲထည့်ပြီးအလိုလျောက်မောင်းနေစနစ် FSD ကိုတင်ယူစေပါတယ်။အခြားကုမ္ပဏီတွေဖြစ်တဲ့ Waymo တို့ဟာဂျေးကြီးတဲ့လေဆာရေဒါတွေသုံးပြီးမြေပုံအသေးတွေနဲ့မောင်းနေချိန်မှာ Elon Musk ကတော့လူတွေလိုပဲကင်မရာအမြင်အာရုံနဲ့ AI အုံနောက်ကိုပဲသုံးပြီးဘလို့လမ်းမပေါ်မဆိုမောင်းနေနိုင်တဲ့စနစ်ကိုဖန်တီးခဲ့ပါတယ်။ယခု2026ခုနှစ်မှာအမေရိကန်မြို့ကြီးတွေမှာအလိုလျောက်ပြေးဆွဲနေတဲ့ Cyber Cab တွေဟာဒီ AI Data အင်မာယာရဲ့ကြားလက်တွေပဲဖြစ်ပါတယ်။ Elon Musk ရဲ့ဉာဏ်ရည်တုအစီအစဉ်ဟာကားမောင်းရုံနဲ့မဟုတ်ပါဘူး။သူဟာ Tesla ကားတွေအတွက်ရေးသားထားတဲ့အမြင်အာရုံသုံး AI အုံနောက်ကိုလူပုံစံဆက်ရော့ Optimus ထဲကိုထည့်သွင်းလိုက်ပါတယ်။နောက်ဆုံးရရှိတဲ့အချက်အလက်တွေအရ Optimus စက်ရုပ်တွေဟာ Tesla စက်ရုံတွေထဲမှာတာမန်ပစ္စည်းတည်ယူတာဝက်အူလဲတာတွေကိုစတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ Elon Musk ကအနာဂတ်မှာကမ္ဘာပေါ်ကလူဦးရေထက်စက်ရုပ်ဦးရေကပိုများလာလိမ့်မယ်။ဒါဟာကုန်ထုတ်လုပ်မှုကုန်ကျစရိတ်ကိုတုံညအထိလျှော့ချပေးမဲ့စက်မှုတော်လှန်ရေးပဲလို့ကြေညာထားပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင် Elon Musk ရဲ့ဘဝခရီးစဉ်နဲ့သူလုပ်ခဲ့တဲ့လုပ်ငန်းတွေကိုအသေးစိတ်ကြည့်လိုက်ရင်သူဟာရုံးခန်းထဲမှာထိုင်ပြီးအမိန်ပေးနေတဲ့တတိမျိုးမဟုတ်ပါဘူး။ပြဿနာတစ်ခုကြုံတိုင်းအခြေခံကနေပြန်တွက်ချက်တယ်။အလုံးမဖြစ်တဲ့စနစ်တွေကိုကြေးရဲဆက်ဆက်ဖြတ်တောက်တယ်။ပြီးရင်ကိုယ်မှရှိသမျှငွေကြေးအချိန်နဲ့ကျန်းမာရေးအားလုံးကိုပုံအော်ပြီးဖြည့်ရှင်းတတ်တဲ့အသက်ရှင်ကျန်ရစ်သူ Survivor တစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ကြမ်းတမ်းတဲ့ပင်ကိုယ်စရိုက်ဝန်ထမ်းတွေအပေါ်အလွန်အကျွံတောင်းဆိုမှုတွေနဲ့ဒုမှုကွန်ရက်တွေပေါ်ကအငင်းပွားဖွယ်ရာစကားတွေကြောင့်သူဟာဝေဖန်မှုတွေကိုအမြဲတမ်းရင်ဆိုင်နေရပါတယ်။ဒါပေမဲ့သူသာ2008ခုနှစ်ကအရှုံးပေးခဲ့ရင်လျှက်စစ်ကားတော်လန်ရေးဟာကမ္ဘာပေါ်မှာရှိလာအောင်မှာမဟုတ်တယ်လို့အာကာသတွေကိုဒုံးပြန်တွေပြန်ဆင်းသက်နိုင်တဲ့ဤပညာလည်းပေါ်ထွက်လာအောင်မှာမဟုတ်ပါဘူး။ယခု2026ခုနှစ်မှာဒေါ်လာ1 ထရီလီယံပိုင်ဆိုင်တဲ့ကမ္ဘာအချမ်းသာဆုံးဖြစ်လာတာဟာကမ္ဘာပေါ်မှာအခက်အခဲဆုံးပြဿနာတွေကိုမှရွေးချယ်ပြီးဇွဲနှပဲနဲ့အယူမှုဖြည့်ရှင်းခဲ့တဲ့ပြတ်သားတဲ့လူတစ်ယောက်ရဲ့ရလဒ်တွေပဲဖြစ်ပါတယ်။ Elon Musk ရဲ့ပြဿနာဖြည့်ရှင်းပုံတွေကဘယ်အချက်ကိုမိတ်ဆွေသဘောအကျဆုံးလဲကောမမှာရေးသားပေးခဲ့ကြပါအောင်။ဟုတ်ကဲ့ပါ။ကျွေလန်းကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်မိတ်ဆွေတို့ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။